ဘူးလားဦးစင်ဒါရိုးသားမိတာပါဒါကတော့ဟိုတစ္ဆာစကားပြောရင်ဦးစင်မစီပြောင်းနိုင်ရှိတယ်ထထွန်းလိုက်လို့ရပါတယ်ဦးစင်တကယ်ပါစိတ်ခေါ်ပြီးလုပ်လို့ရပါတယ်အထွန်းပါအခုထွန်းပါလားမဟုတ်ဘူးဒါကတော့ကိုအာမခံနေဆိုတခါကြီးကအဲ့ပြောရင်တော့ဦးစင်တခါကြီးကိုတစ်ချက်ပဲမိရမှာပါဟိုကိုစိုးနိုင်ကြီးကတပည့်တော်သိကြပါတယ်ဖုံဖုံတပည့်တော်ကဟိုအစိတ်ကိုနိုင်ပါတယ်ဆိုရင်တခါကြီးကိုဦးစင်ကဟုတ်ကစိတ်ကိုနိုင်တယ်ဆိုတာကဘုရားကတပည့်တော်ပြောပြီးသွားပြီဘုရားကမွေကြိုက်တဲ့လူ3ယောက်ကိုပြောပြီးသွားပြီမွေကြိုက်တဲ့လူ3ယောက်တောင်ကုနိုင်ရင်တခါကြီးကိုမွေကြိုက်မယ်ဆိုရင်တခါကြီးအာမခံပါဒီကတော့အဲ့ဒီချက်ပဲမိမဟုတ်ဘူးတပည့်တော်ဟုတ်လေတပည့်တော်ကိုမွေလည်းမကြိုက်ဘူးအေးလေမွေလည်းမကြိုက်ဘူးတော့တပည့်တော်ကြိုက်မှသိမယ်ကြိုက်မှပဲသိမယ်မကြိုက်ရင်မသိဘူးအခုကြိုက်ခိုင်းမှာအခုကြိုက်ခိုင်းလို့တော့ဘုံဘုံဟိုပါလာသိကန်ကြပါလိမ့်မယ်အဲ့ဒါဦးစင်းတောင်းထားပါတာဝန်ထားလို့မရဘူးဗျာနော်အဲ့ဒါကပြတဲ့ဟာတွေကိုကြိုပြီးပြောနေတာကဘာလဲမကြောက်ဘူးပါသိကန်ဓမ္မနိယာမဟုတ်တယ်ဓမ္မနိယာမမဆန်လို့ဆိုရင်တပည့်တော်အဲ့စကားကြီးမဟုတ်ဘူးပြောပါဘူးတခါကြီးဓမ္မနိယာမဆန်ဆန်ပဲပြောဘူးဆန်ဆန်ပြောတာပါတခါကြီးအစိတ်ကိုနိုင်တယ်ဆိုရင်တခါကြီးမွေးကိုင်းရင်မသေးဘူးလို့ခိုင်းကိုတခါကြီးပြောနိုင်လားဒါပဲဦးစင်းမရှင်းရှင်းလေးရဲ့တခါကြီးစိတ်ကိုတကယ်ပိုင်နေတခါကြီးကိုတခါကြီးသီလသမာဓိပညာကိုယုံနေဆိုရင်အာမခံလိုက်ရမှာမဟုတ်ဘူးဗျအကဓမ္မကိုအာမခံနိုင်ရည်မဟုတ်ဘူးအာမခံပါဗျဟိုတပည့်တော်ပြောပြမယ်ဟိုမွေ10ယောက်ကြိုက်လို့အဲ့10ယောက်စလုံးဟာကို့လူနာကြီးမဟုတ်ဘူးကိုနဲ့အဆက်တဲ့လူပြောက်တာကိုနဲ့မအဆက်တဲ့လူသူများကမပြောဘူးကိုယ်တိုင်တခါကြီးကိုမွေကြိုက်တဲ့ဆိုမကြိုက်မကြိုက်သေးတာပဲဘလို့သိလဲကြိုက်ရင်သိမယ်တော့တပည့်တော်ပြောတာဓမ္မတိတ်တန်ကြပဲပြောနေအဲ့ဒါကြောင့်မလားတခါကြီးကိုကြိုက်တဲ့ကိစ္စဦးသိန်းတောင်ကဒါအဲ့ပြောရရှင်းနေပြီဦးသိန်းမဟုတ်လေမဟုတ်လောက်ကြံတဲ့လောက်ကြံတာတွေနဲ့ဘုတပည့်တော်ဆရာစင်သက်ကပြောသွားပြီအစိတ်တပည့်တော်တို့ရဲ့ဆရာစင်သက်မှာရရှိတယ်အဲ့ဒါလို့အတိုက်ခံတွေကမင်းတို့ကိုအစိတ်သူ့ဘာသူတောက်တဲ့လူကိုရေတစ်ခွက်မွေတိုက်လို့အစိတ်အံပင်မဲ့မင်းတို့လောင်ရေးစားကြီးတွေမလုပ်ကြနဲ့အတိုက်ခံရှိရင်မပြောနဲ့ထွက်လာခဲ့လို့ပြောတာတပည့်ဘုံဘုံအခုပြောသလိုအတင်းမွေကြိုက်ခိုင်းမယ်ဆိုရင်တော့တပည့်တော်ထွက်သွားမယ်တပည့်တော်ဟိုကြိုက်ခိုင်းလဲလို့ဟိုပေါ့ဒီပျောက်တယ်မပျောက်ဘူးဆိုတာတဲ့ဓမ္မနိယမကြကြပဲပြောလို့ကောင်းတယ်အရှင်ဘုရားကိုပြောမဲ့လူတွေကအခုချက်ချင်းမွေကြိုက်မွေဖမ်းအရှင်ဘုရားတကောင်ကိုတကောင်ကြိုက်ခံအရှင်ဘုရားတစ်ချက်ကိုတစ်ချက်ကြိုက်မလားဆိုရင်ဟာဒီပေါ်လာလိမ့်မယ်ရွှေကြော်ခိုင်းမှာအများကြီးပေါ်လာလိမ့်အဲ့လိုဆိုလို့စရင်မကောင်းတော့ဘူးခင်ဗျအတိုက်ခံနေဖြစ်လိုက်အရှင်ဘုရားကလည်းအရှင်ဘုရားကိုယုံကြည်တယ်ဆိုတကောင်ကြိုက်တပည့်တော်ကလည်းယုံကြည်တယ်ဆိုတပည့်တော်တကောင်ကြိုက်ကဲဘလူရင်ပြောင်းလဲအရှင်ဘုရားဖုံးဟိုရှင်ဘုရားဟိုတော့ခတ်ထားလိုက်အခန်းနဲ့ပြီးတော့လည်းတော့ခတ်ထားလိုက်မယ်အဲ့လိုပုံစံမျိုးတွေရှောက်ပြောရင်အတိုက်ခံနေဖြစ်သွားအောင်အဲ့လိုတိုက်ခံနေကြတယ်ပြီးတော့မပြောရှင်းဘူးဓမ္မထိတ်ထိုင်ကြဆိုတော့သူကသူတစ်သက်လုံးမွေကြိုက်ရင်လည်းကြိုက်မကြိုက်ရင်လည်းမကြိုက်ဘူးလွတ်သွားမယ်ပေါ့ဗျာဒါလေးပေါ့နော်အဲ့ဒါလေးပါဖုံဖုံဘက်ကိုလှည့်ပါဆိုတော့ဦးစင်းပြောတာအတူပါဒကာကြီးတို့ကဟိုအစိတ်ကိုလည်းနိုင်တယ်သူများတောင်မွေစိတ်ကိုကြစီတယ်ဆိုရင်ဒကာကြီးရဲ့တကူအာနုဘောတီလတမာရီပညာနဲ့လုံနိုင်တဲ့သူကကိုလာကြိုက်ရင်အဲ့အတွက်ကိုအာမခံရမယ်ဘယ်တော့မှမွေးကြိုက်ပြီးမသေးရရှင်းတယ်လေသူများအတွက်တောင်ရှိတာကိုသစ္စာကိုတမာရီကိုသီလကိုပညာကိုယုံရမှာပေါ့ဒါနဲ့ရှင်းတာမရှိဘူးသူများခန္ဓာနဲ့မဆက်နဲ့ကိုခန္ဓာနဲ့အစမ်းခံနေမယ်အဲ့ဒါမှဆရာကောင်းအဲ့ဒါမှတကက်ကိုဆေးဆရာအစ်ကိုဆေးကိုယုံမှာကိုရမ်းပြီးစမ်းတောက်နေစမ်းတိုက်နေတဲ့ပုံစံမျိုးတမင်တက်ကြိုက်ခံခိုင်းတာတွေရောလုံးဝမဖြစ်တယ်တမင်တက်ကြိုက်ခံခိုင်းတာတော့လုံးဝမဖြစ်သူ့တဘာဝလျောက်ပေါ့ဓမ္မနိယာမအတိုင်းတဘာဝလျောက်တွေတော့တပည့်တော်ကိုကြိုက်ချင်းမကြိုက်ချင်းဒီမပြောသေးဘူးတခါကြီးကခုနပြောတာလာတော့မကြိုက်တော့ငါကြိုက်ခိုင်းမယ်ဆိုတော့အကြောင်းမပြောနေတာမဟုတ်ဘူးတခါကြီးဟုတ်လေအဲ့ဒါတခါကြီးပါစီကနေဆွဆွဲပြန်ရောတခါကြီးသာဘယ်လိုပြောမလဲဆိုတော့ဦးစင်းကတခါကြီးစီကတခါကြီးပညာအားဘယ်လောက်ရှိလဲတခါကြီးတကယ်ဘာတွေသိလဲဦးစင်းနိုင်နေတာဘာကြောင့်လဲဆိုတော့ဦးစင်းမှလည်းသိအပ်တဲ့အကြောင်းတွေရှိလို့တခါကြီးဒါကြောင့်တခါကြီးတော်မှန်တခါကြီးရဲ့ဟိုတငယ်ချင်းပဲပြောဆရာစီညီကိုပဲဆူသူတို့စီကတန်လည်းဦးစင်းနားထောင်နေသေးတယ်နားထောင်ချင်းပြောကဲပြောတခါတော့အခုဦးစင်းတို့ပြောနေတဲ့အပေါ်မှာပေါ့လေတခါတော့သုံးသက်ပြီးပေါ့ဦးစင်းရဟန်းတစ်ပါးဖြစ်တဲ့အတွက်ဦးစင်းကဘယ်ကိစ္စမှမဝင်ရင်ဘူးသူတို့နှစ်ယောက်ကျမှအပြတ်ရှင်းထုတ်လိုက်ရင်ရှင်းလေးရယ်ဒါဦးစင်းကအများကိုသုံးသက်စေချင်တာအဲ့ကတော့မှမသုံးသက်ဘူးပြောတခါတော့အမြင်ပြောဒီလိုလုံကြီးလုံထုံကုထုံကုဘက်တွေကတော့အများကြီးဗျာဟုတ်ပြီဒါပေမဲ့ဒီတော့စပြီးတော့ပညာယူလိုက်တဲ့အချိန်မှာတည်းက30 50 90ပထမတန်ခါယရနာဒုတိယတန်ခါယရနာတတိယတန်ခါယရနာ3ခါရှိပါတယ်ပထမအဆင့်ပေးလိုက်တဲ့အချိန်မှာသူကတန်ခါယရနာဆိုတာဘာလဲ
မြင့်မြတ်တော်ပုဂ္ဂိုလ်တွေကတန်ခါလို့ခေါ်ပါတယ်ဗျာ ဟုတ်ပြီ လူတော်တို့ကလည်းလူတော်တို့ပညာတစ္ဆာ၃ချက်ကျွန်တော်ဒီဖတ်ဆိုင်ပြီးရရှင်တော့ဖတ်တယ်ဘာရဲ့ဘုန်းကြောင့်နဲ့ ပြန်ပြောအဲ့ဒါဖြည်းဖြည်းချင်းပြောသမှာ ပညာယူဒီနေ့မှစ၍ဆင်သားမြင်းသားကျွဲသားနွားသားတိလျက်မြင်လဲမစားပါဗျာဘိမ့်မဲကဆိုလောသာအရက်ဘိမ့်ပြီးဘိမ့်မဲကြောင်းချိမကြမူရစ်စိတ်ဓာတ်တော့စေဝါများကိုစေဝါဖြစ်တော်မှာပျော်ပါတောက်စားလိမ့်ကြခြင်းမပြုပါဗျာသူတော်ဘာနေရှိကောင်းပိုင်တာမယကိုထိကာယခွင့်ယူကောင်းတဲ့မပြုပါဗျာသူတော်ဘာဤတားမျိုးသမီးမျိုးမှာကိုထိကာယခွင့်ယူကောင်းတဲ့မပြုပါဗျာယောဂမရှိတဲ့နဲ့ရှိတယ်ဆိုရင်လက်ရွေးတော့ပြုပါဗျာဒီတစ္ဆာများမှန်ကာခဲ့ပါတော့ဒီဘာနေတာဘာနေတမီးပေါ့ဗျာအဲ့ဒီမှာဖြစ်နေတော့ယောဂဝေဒနာတွေပိဋကရွက်ပေါ်ရေးတည်ရေးမစင်တကယ်လို့ပြည့်စုံလွတ်ပြောင်းနိုင်စေတော့ရှိတော်များချင်းနဲ့ပြေးတနာတော်မူပါဗျာလို့ပြောတော့အဲ့တစ္ဆာ၃ချက်ကိုဥတည်ပြီးတော့မှပြောလို့တိုက်လိုက်တယ်ဗျာတိုက်လိုက်တာကရုပ်ဝတ္ထုကိုတိုက်လိုက်တာဗျာနာမ်ကိုတိုက်တာမဟုတ်ပါဘူးဗျာအဲ့တော့အဲ့ဒီမှာရှိနေတဲ့96ပါတော့ယောဂဝေဒနာနဲ့တကွာစုံပင်နှပ်ပင်ကဝေပင်တရှိပင်90သူတို့ကဝေမျိုး69မျိုးရှိတယ်ဗျာအဲ့ဒီ69မျိုးသောဝေဒနာအားလုံးကိုသူကပိဋကရွက်ပေါ်ရေးတင်လွတ်ပြောက်ပါသည်ဤတစ္ဆာတဘာဘာဖောက်ပြက်ခဲ့လို့ရှိရင်လူတော်ကသူများသားမရကိုစော်ကားမယ်သူများသားမျိုးသမီးမျိုးမူရစ်စေတတ်တော်ဆေးဝါးများကိုတပည့်တော်ကတောက်စားလိမ့်ကြံခြင်းပြုခဲ့မယ်ဆိုရင်တပည့်တော်တို့ဟာတွေးပွက်သေခြင်းသို့အမျိုးမျိုးနဲ့သေပြီးရင်ဖရာအဆူဆူချွတ်တော်မှမကျွတ်တန်းခံစားရပါလို့အရှင်ဖရာလို့တပည့်တော်တို့တစ္ဆာပြုပါတယ်ဗျာ သိတယ်အဲ့ဒါလည်းလက်ခံ အဲ့ဒီတစ္ဆာ၃ချက်ကိုကင်ပြီးတော့မှတပည့်တော်တို့ကပထမတပည့်တော်တို့ကယန္တနာ၃ပါးကို၃ဆင့်ထားပြီးတော့ပြေးလိုက်ပါတယ်ဗျာဆရာတော်ကြီးတွေကပြေးလိုက်တဲ့အချိန်မှာဒုတိယအဆင့်ကအနန္တောအနန္တ၅ပါးကိုဥခိုက်စေလို့ခြင်းက၅ဆင့်ကိုပြေးလိုက်ပါတယ်ဗျာတတိယမှာ၉ဆင့်တော့ပညာကိုဘာကြောင့်ပေးရတယ်လဲပခုံးပေါ်မှာတင်လိုက်တာဂုံတော်၉ပါးပဲရှိလို့တပည့်တော်တို့က၉ဆင့်ပဲပိုင်တဲ့ရွှေတော်ဆရာတို့အမိရပါတယ်ဗျာအဲ့တော့ အဲ့ဒါဂိုင်းကကိုယ်မနှစင်းရပြီလေ တပည့်တော်က9ဆင့်ပဲရှိပါတယ်ဗျာ ဂိုင်းသူကဘယ်နှစင်းရပြီလဲဦးစွန်နိုင်ကြီးအောင် ကိုသာရွှေကြုံမှာ6ဆင်းနဲ့ကြော်ပြီး17ဆင်းလို့10ဆင်းလို့မရှိပါဘူးဗျာ ကိုယ်ဂိုင်းကလည်းကိုယ်စင်းရထားတယ်ပေါ့ 6ဆင်းရတပည့်တော်ကြာပါပြီဗျာနှစ်ပေါင်း30လောက်ရှိပြီလွန်ခဲ့တယ်ဗျာ လက်ရည်တူနေပြီပေါ့အဲ့လိုလား တင်ပါဗျာပညာတက်ချင်းကကွာပါတယ်ဗျာပညာတက်ချင်းကွာတယ်ဆိုတာတပည့်တော်ကလူဘဝကိုနောက်မှရတာဗျာဒီဆရာကြီးကဒီတော်တွေကိုလူဘဝအရင်ရတာဗျာ လူဘဝဆိုတာ လူဘဝဆိုတာအခု အသက်ကြီးတယ်ဟော ဘဝအသက်ကြီးနေခြင်းအားဖြင့်တပည့်တော်ကအသက်ငယ်ခြင်းအားဖြင့် ဟိုတကာဟိုဘက်ကတကာဘယ်လောက်ရလဲအစင်9ဆင်းပြီးပြီလား 9ဆင့်တော့ပြည့် ဘုံတပည့်တော်ပြောပြမယ်တပည့်တော်တို့ရဲ့ဂိုင်းရဲ့အစွမ်းတတိကိုပြောပြမယ်အဲ့ဒီအစ်စ်နေတဲ့အခုဒီနေ့မှာဆေးတစ်စက်ပေါက်တဲ့လူတွေ6ဆင်းပေါက်တဲ့လူတွေဒီသစ္စာတီးတိုင်းအတူတူပါပဲဗျာဖျောင်းတိုင်းတစ်တိုင်းလိုပါပဲဖျောင်းတိုင်း10တိုင်းထွန်းတာရှေ့ဆုံးတိုင်ကနေလိုက်ပြီးကူးပြီးညှိသွားဟိုနောက်ဆုံးတိုင်ကလည်းပဲရှေ့ဆုံးတိုင်ကဲဆိုပဲလင်းပါတယ်ဗျာပြီးတော့ရဲ့ဟိုသားစဉ်မြီးဆက်တပည့်တင်တပည့်ဆက်တွေတပည့်ဆက်ပေါင်းမြောင်များစွာတို့လဲဤလိုပဲလင်းပါတယ်ဗျာတစ္ဆာတီးရမယ်တစ္ဆာတီးရမယ်ဂိုင်းမှန်ရမယ်ဆေးမှန်ရမယ် တင်ပါ အဲ့ဒါဆိုရင်အားလုံးတည်တယ်ပယောဂပေါင်းကိုနိုင်နေတာပဲ ခဏဟုတ်ပြီအဲ့တော့ဦးစင်ပြောချင်တာဒီလိုပါဒီရွှင်ကျော်ခိုင်းနဲ့ပတ်သက်လို့ဘုရားသာနာမှာဘာကြောင့်ရှိနေသလဲဆိုတဲ့အကြောင်းတရားတစ်ခုရှိတယ်နိအဲ့ဒါနဲ့ပတ်သက်လို့ဦးစင်နဲ့ဆရာတော်တွေနဲ့တော်များများဆွေးနွေးတော့သူတို့ဘာလို့ညာလို့တယ်မသိပေမဲ့ငါးပါးသီလာတွေကအချက်အချို့ကို တင်ပါ ထိမ့်သိမ့်နေလို့ တင်ပါဗျာ ဘုရားသာနာနဲ့လျော့ကံပါတယ်လို့တချို့ကလက်ခံတယ် တင်ပါဗျာတပ ဒီ ည့် သ တော် မရရှင်နော် 9ဆင့်ပြည့်ပြီးလို့ရှိရင်ဒီတော်တို့ကပဋ္ဌာန်း40ကိုကြိုက်နေတဲ့ရာကိုလောက်ကြလို့မှာလိုက်ပါတယ် ဘယ်ကပဋ္ဌာန်း40တို့ ကမ္မထန်40 ကမ္မထမ်း အဲ့ဒါပြောတာ ပြောတာပါ ဒကာကြီးပြောနေတဲ့မှာတချို့စားတွေပါဠိလည်းမပိုင်ဘူးဟိုသဘောလည်းမတွေ့တာဦးစင်းမြင်နေဒါပေမဲ့ပဋ္ဌာန်း40 အခုဒီတော်တို့ကုလိုက်တဲ့ဘယောဂဆိုတာကအမျိုးချင်းမတူဘူးခင်ဗျာအမျိုးချင်းမတူတဲ့နေရာမှာကတင်တစ်ခုကိုဖွဲ့စည်းမယ်ဆိုရင်တာမလို့ပဲနဲ့ဖွဲ့စည်းရရှိပါတယ်ဗျာတာနဲ့ရိုက်ထည့်တာရှိပါတယ်ဗျာဘယောဂဟူဒီမှာလည်းပဲဒီတော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အပြင်ကလာတဲ့ဘယောဂဆိုတာကစူးတစ်ဖွဲ့ပါဗျာစူးတစ်ဖွဲ့ဆိုတာစူးထားရင်မဖောက်ပဲထားလိုက်မယ်ဆိုရင်တော့ဒီစူးဟာနာနေအောင်ပါဗျာအဲ့ဒီစူးကိုအကလေးနဲ့ထွန်းလိုက်မယ်ဆိုရင်တော့ဒီရုပ်မှာရှိနေတဲ့ဓာတ်လေးပါးမှာခန္ဓာမှာညှိတွယ်နေတဲ့ဒီစုထွက်သွားရင်ဒီအနာဟာပေါ့ပါတွက်လို့ပါလားဗျာ ကောင်းပြီနောက်ကတကောင်မင်းတို့ရဲ
ဦးကျော်ထိုးလို့ခေါ်တယ် ဟေးကဲဆရာကျော်ထူကတော့ပြောပါအောင်ဘယ်လိုလဲ တ တော့ ပည့်တော်ကတော့ပြောကနဲ့ပတ်သက်လို့ကျွမ်းကျင်မသိဘူးဗျအခုလည်းမဟုတ်ဘူးဗျ ဩ တပည့်တော်ဓာတ်၄ပါးနဲ့ပတ်သက်လို့ပဲအခုလောလောဆယ်လိုက်နေတယ်ဗျ ဩ တပည့်တော်အဘောရောဘာရောဆိုဓာတ်၄ပါးနဲ့ပတ်သက်လို့တော့တည်တင်တဲ့လောက်သိပါတယ်ဗျမတည်တင်တော့မသိဘူးဗျ ကောင်းပြီအဲ့တော့ဘုံဘုံပြောချင်တာ ဒီမှာလာတာကဒီဆရာကြီးဦးစိုးနိုင်စီမှာ အင်း ကျွင်ကျော်အိစာတဲ့မိတိကန်းတော်မြတ်ကြီးပညာရများကို အင်း ပင်ကြားပို့ချဖို့အတွက်နာဂံမှတ်သားဖို့အတွက်လာခြင်းဖြစ်ပါတယ်ဗျ မြို့တို့အချင်းဒီနယ်မှာကအခုလိုပဲဖေငွေရကျင်တော့ဆရာရှိတယ်အစ်စ်ရှိတယ်လို့တူလည်းရှိတယ်အဲ့တော့မြို့တို့ဆရာတွေထဲမှာလည်းအချို့တော့ဆရာတွေကအခွင့်အရေးတွေအဲ့ဒီဂုံတွေမှောက်ပြီးတော့နေကြတဲ့ပုဂ္ဂိုလ်ဆွဲတွေများလွန်းတဲ့အတွက်ကြောင့်မို့ဒါမြို့တို့ကတော့ဒါအရှင်ပြေမဲ့တစ်ခုခုတော့အရာတစ်ခုကတော့ရှိကိုရှိမဲ့ရှားနေတာပဲဗျာ တကားတော့ကိုယ်တိုင်ရှာတော့ တင်ပါဗျာမြို့တော်တို့ကတော့ဒါရွှေကျော်ကတော့ယူထားတာမှန်ပြီမြို့တော်ကမြို့တော်ရဲ့ဆရာအရင်ကမရှိတော့ဘူးတေသွားပြီ အင်း လူဘဝမှာမရှိတော့ဘူး အင်း အဲ့တော့အခုကဒီဂိုင်းရဲ့ညီကိုတွေကနေပြီးတော့ဝိုင်းထိတ်တယ်ဝိုင်းထိတ်တယ်ဆိုတော့မပြည့်စည်အောင်ပစ္စာ၃ချက်ပေါက်ဖြတ်မှာဆိုလို့အခုဒီလမ်းကိုလာခဲ့တဲ့အချိန်မှာတတိတော်ကထိတ်တယ်ဗျာပစ္စာ၃ချက်ပေါက်ဖြတ်သွားရင်ဒီပညာအလကားနေပါအဲ့တော့တတိတော်16နှစ်ကနေဒီနေ့အထိညတာမရလဲပြီးတော့မဆိုပါဘူးဘူးရဲ့တတ်တော့ဘိန်းကြီးဘိန်းနဲ့တောက်ချီအရက်တောင်မှတတိတော်ရဲ့အသားကိုမဆုခဲ့တယ်ပြီးတော့တာမီးပစ္စာဆိုခဲ့တဲ့ပုံအဲ့တော့အခုခရီးသွားခဲ့တယ်တတိတော်ဟာအခုလိုအမျိုးသမီးတွေနဲ့တတိတော်လုံချီနဲ့မဆိုးတော့မှမကတ်ခဲ့ဘူးဗျာတတိတော် မိမလည်းမရှိဘူးလား အမျိုးသမီးရှိပါတယ်ဗျာ ရှိတဲ့အခြားမိမ ဗျာ အခြားမိမပေါ့ အခြားမိန်းမပေါ့ဗျာကာယကံရှင်သူများကာယကံရှင်ရှိတာကိုလည်းဒီလိုတော့မပြစ်မှာဘူးဗျာမရှိတာကိုသူများတားပြိုသမီးပြိုလည်းဒီလိုတော့ပြစ်မှာလို့မရဘူးဗျာဒီလိုတော့မှာအာဘဆိုတာမရှိဘူးဗျာမားရင်တခါတည်းပြက်ပြီဗျာအဲ့ဒီအားလုံးဟာအဲ့ဒီမိစ္ဆာအဝေမျိုး69မျိုးကိုဒီလိုတော့ခေါ်လို့လည်းမရ